နိုဝင်ဘာလအတွက်တောက်ကြသားသမီးဟောစတန်လေးကိုတင်ဆက်ပေးကြပါတယ်အဲ့တော့ဒီနိုဝင်ဘာလမှာတောက်ကြသားသမီးလေးအနေနဲ့နည်းနည်းလေးပေါ့နော်စမ်းသက်ခံကာလလို့ဆရာမလေးတွေ့ရတယ်လုပ်ငန်းနဲ့ပတ်သက်တာကံအားနဲ့ပတ်သက်တာပုံကိုယ်တွေနဲ့ပတ်သက်တာမမြင်ရတဲ့အရာတွေနဲ့ပတ်သက်ပြီးအရာအားလုံးကိုစမ်းသက်နေတဲ့ကာလလို့တော့တွေ့ရတယ်နော်ပြီးတော့ဒီကာလမှာအပြန်အလှန်ပေါ့တူနဲ့တူအပြန်အလှန်ကျေးဇူးတည်တတ်တာအပြန်အလှန်ကုညီတတ်တာအပြန်အလှန်ဆိုတဲ့ဒီပေါ့နော်စကလုံးလေးတစ်ခုဆရာမလေးနမိတ်တစ်ခုအနေနဲ့စပြီးတွေ့ရတယ်တူတယောက်ရဲ့ကုညီမှုဆိုလဲကိုကသူကုညီပေးတာကိုကမှတ်တမ်းတင်ထားတာကိုအလှည့်ကြရင်သူ့ပြန်ပြီးတော့ကုညီပေးတာဒါမျိုးလေးတွေလှုပ်ဆောင်ပေးခြင်းအပြင်ကျေးဇူးသူတခုရဲ့ကျေးဇူးတည်တတ်ခြင်းအပြင်ကိုယ့်ရဲ့ကံပို့ပြီးတော့ကောင်းမွန်လာတာမျိုးပြည့်စုံလာတာမျိုးတွေ့ရတယ်လမ်းမေးခွေးလေးတွေအစာအာဟာရကျွေးပေးပါလမ်းမေးခွေးမှမဟုတ်ဘူးပေါ့နော်လမ်းမေးတလိမ့်ဆန်လေးတွေတွေ့ပြီဆိုလို့ရှိရင်ကုညီပေးပါပြီးတဲ့ခါမှာအိမ်မှာပေါင်းမို့ထောပတ်တုတ်နံပြားထောပတ်တုတ်အဓိကပေါ့မကြာခဏဖះမှာကတ်လူပူဇော်ပေးလို့ရတယ်ပြီးတော့ဒီကာလမှာတက်နိုင်တဲ့များတကြားတို့ပါလို့เนาะအချို့ပေါ့တကြားဓာတ်ပါတဲ့ဟာတွေကိုရှောင်ပေးရမယ်ပြီးတော့ဖះကိုကတ်လူတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီကာလမှာအချိုဓာတ်ပေါ့เนาะအချိုဓာတ်ကိုကတော့အချိုရှောင်ပြီးဖះကတော့အချိုဓာတ်မြများလေးကိုလှူပေးလို့ရပါတယ်เนาะကိုအတွက်ချိုမြိန်တဲ့ကံတွေပို့ပြီးတော့ဖြစ်စေဖို့အတွက်ပေါ့เนาะတချို့ကျတော့ရှိတဲ့ဖះကိုတော့ဘယ်လိုမျိုးလင်းချက်တွေမှာတော့မလှူခြင်းဘူးလို့ပါဘူးပေါ့เนาะကိုကချိုတာလေးတွေလူတဲ့ငါကိုဘွားလည်းချိုတာလေးတွေဖြစ်လာဖို့အတွက်ဆိုဒါဒီလိုမျိုးပဲလေတခြားအဟာကြီးရည်စူးတာမှမဟုတ်တာเนาะချိုမြင်တဲ့အရာတော့လူတိုင်းပဲဖြစ်ချင်ကြတာပဲလीเนาะပြီးတော့တောက်ကြသားသမီးတော်တော်များများတခြားသူတွေလိုကံအရန်ကောင်းတဲ့တယ်မှမပါဘူးအဲ့ဒီကောင်းမှုကောင်းလာတဲ့ကံတွေဖြစ်ဖို့ပါဆိုကိုယ်တိုင်စူးစမ်းအထောက်ရတာနော်သူများဘာလို့ဆိုဒီဇာတာရှင်နဲ့ပိတ်ဆက်သူတက်ပဲပိတ်ဆက်သူလို့နှလုံးသားပဲသူတို့ကနော်အဲ့တော့တောက်ကြသားသမီးတွေကပိတ်ဆက်သူလို့နှလုံးသားပိုင်ရှင်တွေဖြစ်တဲ့အတွက်သူတို့တွေကသူများတွေကသာသူတို့မှီပြီးတော့သာအဆင်ပြေမယ်သူတို့ကကြတော့သူတို့ကိုယ်တိုင်အဆင်ပြေဖို့သူတို့ကိုယ်တိုင်စူးစမ်းရတယ်အားထုတ်ရတယ်သူက relationship မှာပဲဖြစ်ဖြစ်မိသားစုမှာပဲဖြစ်ဖြစ်အမေအဖေနဲ့ပဲဖြစ်ဖြစ်နော်တငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ဘလို့နေသူတို့ကပဲကူညီရတယ်သူတို့ကပဲပေးကမ်းရတယ်ကြီးလိုက်မယ်ဆိုလို့ရှိရင်တချို့ဆိုရှင်သူများတွေကကံကောင်းလိုက်တာတငယ်ချင်းကံတွေကောင်းတယ်အဲ့ဒါတကယ်ကူညီမဲ့တငယ်ချင်းတွေရှိတယ်ဆောင်းမကြည့်ရှုပေးမဲ့သူတွေရှိတယ်မိတ်ဆွေတွေရှိတယ်ဆွေမျိုးတွေရှိတယ်အဲ့တော့ကြာသားသမီးတော်တော်များများကြတော့ဆွေမျိုးဆိုလဲသူအများစုပေါ့နော်အများစုကဆွေမျိုးဆိုလဲသူတို့ကပဲကြည်ရတယ်တငယ်ချင်းဆိုလဲသူတို့ကပဲထောက်ပံ့ရတယ်နော်ပြီးတဲ့ခါကျလို့ချင်းချစ်သူရည်စားဆိုလဲသူတို့ကပဲဘယ်လိုလေးဆင်ပေးရမလဲချစ်သူရည်စားပို့လှဖို့ချစ်သူရည်စားပို့အဆင်ပြေဖို့အိမ်အောင်ရှင်ကိုအိမ်အောင်ဘက်တာယာပြီးလှပါဖို့သူတို့ကပဲအများကြီးလိုက်တွေးပေးရတယ်ပေါ့နော်သူ့ကိုလိုက်တွေးပေးတဲ့အိမ်အောင်ဘက်တို့relationship partner တို့ပါလို့ဆိုရှားတယ်ဒါဆိုသူတို့ဒီများသောအဖြစ်ချစ်သူရည်စားတွေးပြီးဆိုရင်လည်းချစ်သူကိုချစ်တော့ချစ်လိမ့်မယ်ဒါပေမဲ့အတ္တကြီးတဲ့သူတွေကပဲသူတို့နဲ့တွေ့ရတာများတယ်ဘာလို့လဲဆိုတော့ဘဝကံအမြဲတမ်းဘယ်တော့မှပေါ့နော်ကောင်းတဲ့သူချင်းချင်းနားလည်မှုပေးတတ်တဲ့သူချင်းချင်းသူကဒီလိုမျိုးဆိုကိုကလည်းဒီလိုမျိုးဆိုတဲ့သူချင်းချင်းပေးတွေ့တာရှားတယ်တယောက်နှစ်ယောက်မှာတယောက်ကအရန်စိတ်ထားနူးညံ့နေဆိုလို့ချင်းတယောက်ကစိတ်ထားမာမယ်တယောက်ကအတ္တနဲတဲ့သူဆိုရင်တယောက်ကအတ္တကြီးမယ်ဒါကတော့ဖြစ်လိဖြစ်လာရှိတဲ့တဘာဝအဲ့လိုဆန့်ကျင်ဘက်တရားပဲတယောက်နဲ့တယောက်ဆွဲဆောင်နိုင်တာဆိုတော့ဒီနော်တယောက်ကအပြုံးရနေတယောက်ကပြုံးမယ်အမြဲတမ်းရည်နေမယ်တယောက်ကအပေးကမ်းရက်ရောရင်တယောက်ကကြတော့သူ့လောက်ပေးခြင်းမှာပေးမယ်ကမ်းခြင်းမှာကမ်းမယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်နောက်တစ်ခုမှချင်တာဒီဇာတာရှင်တွေနဲ့ဒီကာလမှာခန္ဓာရည်တွေကိုယ့်ရဲ့ပြုလုပ်ထားတဲ့ကုသကံတွေ2025မှာတော့အများကြီးပြင်ပန်းခံခဲ့ရပြီးကိုယ့်ရဲ့ရည်မှန်းချက်တွေအတွက်အများကြီးစူးစမ်းအားထုတ်ခဲ့ရပြီး2025မှာဘာသာရေးတွေအများကြီးဒိဋ္ဌံတွေလုပ်ခဲ့ပြီးပြီဆိုလို့ရှိရင်တိတ်မကြခင်တော့အချိန်ကာလလေးအနေထားလေးတစ်ခုမှာတင်သည်နော်2026မှာပေါ့နော်ပို့ပြီးတော့ကံကောင်းတာမျိုးပေါ့နော်အဲ့ဒါမျိုးကိုပိုင်ဆိုင်နိုင်တဲ့သူမျိုးတွေဖြစ်နိုင်တယ်သို့တော်လည်းပဲတခုရှိတာတော့တောက်ကြတာသမီးတိုင်းလို့တော့မဆိုလို့ပေမဲ့တောက်ကြတာသမီးတော်တော်များများဟာ2026မှာတော့ကံကောင်းနိုင်တာမျိုးလေးကိုတွေ့ရတယ်ဒါပေမဲ့တခုရှိတယ်လာမဲ့New Year ကာလပေါ့နော်ဒီဇင်ဘာ31ရက်နေ့အဲ့လိုမျိုးပဲဆရာမလေးဒီဇင်ဘာဟောစတန်းတော့မပါသေးဘူးဒါပေမဲ့အခုမြင်လိုက်တဲ့နမိတ်မှာအဲ့ဒါကိုတော့တွေ့ရတယ်အဲ့လိုဒီဇင်ဘာ31ညမှာတန်နိုင်တဲ့များအပျော်ပါကိုရှောင်ပေးပါပျော်မယ်ပါမယ်ဆိုလည်းမိသားစုချင်းပဲပျော်ပါပေးပါဗောနော်အပြင်ထွက်သွားတာအပြင်မှာဘားဒီ club တွေမှာသွားပြီးတော့ပျော်ပါတာတနေရာမှာထွက်ပြီးသွားမယ်ဆိုလို့ရှိရင်လည်းမိသားစုထက်ဒီဇိုင်းတွေထက်မိသားစုနဲ့သာပျော်ပါဖို့ဆရာမလေးကတော့အကြံပေးခြင်းနဲ့အဲ့မှာဘာလို့ဆိုနည်းနည်းemergency တစ်ခုခုဖြစ်တာမျိုး accident တစ်ခုခုဖြစ်တာမျိုးဒါမှမဟုတ်တစ်ခုခုလိုမျိုးပေါ့ဆရာမလေးကတော့နမိတ်အနေနဲ့မကောင်းတာမပြောချင်ဘူးပေါ့နော်ဒါမျိုးလေးတွေဖြစ်တတ်တာကိုရှိတဲ့အတွက်ပေါ့နော်
တချို့ဆိုလို့ရှိရင်လည်းတွိုင်းလိုက်အဲ့လိုမီရှူမီပန်းနေပေါက်ကွဲတာဝုန်းတိုင်းပေါ့နော်ဒီမျိုးတွေလည်းဖြစ်တတ်တယ်ကိုနာကျင်မှုလေးတွေဒဏ်ရာနာတရားလေးတွေဖြစ်တတ်တဲ့အတွက်တတိထားပေးပါလို့ဆရာမလေးကတော့ပြောချင်တယ်အသင်အကောင်းဆုံးကံဒီချိန်မှာရလာဖို့အတွက်ကိုဝေးရမယ့်ခါလာသည်အစိမ်းရောင်ဖြစ်ပါတယ်အစိမ်းရောင်လေးတစ်တွက်ပို့ပြီးတော့ကန်ကောင်းစေမယ်လို့ဆရာမလေးကတော့တွေ့ရတယ်ပြီးတော့ဆရာမလေးဟောစတန်ကိုကြားပြီးနာမည်ဟောစတန်ကိုနားထောင်ပြီးတိတ်မကြခင်မှာတင်ကအစိမ်းရောင်တစ်ခုခုတွေးလိုက်တာမျိုးတင်ပေးနေမှာအစိမ်းရောင်ရှိတာမျိုးဆိုဒီဟောစတန်ကတင်တွက်ပို့ပြီးတော့ကန်ကောင်းမှုတွေရရှိစေတယ်ဆရာမလေးရဲ့နမိတ်ကိုကြားပြီးတိတ်မကြခင်မှာရေတွေအများကြီးကိုတွေ့ရတာဟလာတနေရာမှာ online မှာဘယ်နေရာမှာမဆိုရေအများကြီးတွေ့ရတာမျိုးဆိုလို့ရှိရင်လည်းစုတစုတောင်းပေးပါပြေဆုံးစေတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဂုဏ်ကျေးဇူးပေါ့နော်ကိုယ့်ရဲ့ဂုဏ်ကျေးဇူးကိုသိရမယ်သူများကိုဂုဏ်ပေါ်ခိုင်းတာမဟုတ်ဘဲနဲ့ငါဒီနေ့ဆိုင်ကျေးဇူးတင်တယ်ငါရဲ့ဖြစ်တည်မှုလေးကျေးဇူးတင်တယ်အဲ့လိုမျိုးပေါ့နော်ကိုယ့်ဂုဏ်ကျေးဇူးကိုကိုယ့်ဘက်ကိုသိတဲ့ခြင်းဟာလေကောင်းသောမင်္ဂလာဖြစ်တယ်ပေါ့နော်အဲ့တော့ပို့ပြီးတော့ဘဝမှာကံကောင်းမှုတွေအများကြီးဖြစ်လာစေဖို့အတွက်ကိုအရင်ကထပ်ပို့ပြီးတော့ကောင်းမှုတွေသာလုပ်ပေးပါဘယ်သူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်ဆိုတဲ့စိတ်ကလေးနဲ့ဒါတက်နိုင်သမျှစိတ်ကိုတွင်ထားပါမကောင်းတဲ့သူတွေကိုတော့ရှောင်ကျင်ပေးပေါ့နော်ကိုယ်စိတ်နှောက်ယှက်ပေးတဲ့သူစိတ်တော့ရပေးတဲ့သူတွေကိုတော့တက်နိုင်သမျှရှောင်ပြီးတော့နော်လူတွေအားလုံးတက်နိုင်တဲ့မြတ်တာတွေနဲ့ကိုယ်စမ်းရှိသလောက်ကုညီမယ်ဆိုလို့ရှိရင်အရင်အထက်ပို့ပြီးတော့ပြည့်စုံတဲ့ဘဝတွေပို့ပြီးတော့စိတ်ချမ်းသာစေတာမျိုးလေးတွေရရှိစေပါတယ်နာကျင်မှုတွေကိုတော့လက်လွတ်ခဲ့ပါကိုယ့်အတွက်ပိုကောင်းတဲ့အနာဂတ်နေ့ရက်တွေရောက်ရှိလာမှာဖြစ်ပါတယ်လို့ဆရာမလေးကအကြံပေးချင်ပါတယ်အောင်မြင်ပြည့်စုံတဲ့တောက်ကြသားသမီးတွေဖြစ်ကြပါစေရှင်